မျိုးသမီးဟာသူမရဲ့ခင်မွန်းအစ်အိမ်ကိုပထမဆုံးအကြိမ်ရောက်လာပါတယ်။သူမကတကားကိုအသာလေးပဲတွန်းလိုက်ပေမဲ့တအိမ်လုံးကတကားမကြီးဟာရုတ်တရက်ဝုန်းကနေမြည်ပြီးပြိုကျသွားပါတော့တယ်။ခြံထဲကဘဲတွေအားလုံးလည်းလန့်ကုန်ကြတာပေါ့။ဘဲတကောင်ကတော့သူမကိုပြန်ကလည်းစားချေတဲ့အနေနဲ့သူမရဲ့ဖနက်အစ်ပေါ်ကိုတမင်တကာအညစ်အကြေးစွန့်ပစ်ခဲ့ပါတယ်။အဲ့ဒါကိုခင်မွန်းဖြစ်သူရဲ့သမီးလေးကမြင်တော့မေမေအစ်ကိုအနိုင်မကျင့်နဲ့မဟုတ်ရင်ချက်စားပစ်မယ်ဆိုပြီးဘဲကိုချက်ချင်းသတိပေးလိုက်ပါတယ်။မျိုးသမီးအိမ်ထဲကိုလမ်းလျှောက်ဝင်သွားတဲ့အခါခင်မွန်းဖြစ်သူရဲ့အိမ်ကဒီလောက်တောင်ဆင်းရဲလိမ့်မယ်လို့သူမမမျှော်လင့်ထားခဲ့ပါဘူး။ကံကောင်းတာကကလေးနှစ်ယောက်ကအရန်တိတက်ကြပါတယ်။သူမထိုင်ဖို့အတွက်ကလားထိုင်ကိုယူလာပေးုံတင်မကပဲရေတစ်ခွက်ကိုလည်းရင်ကြေးငှားပေးကြပါတယ်။ဖန်ခွက်အနားလေးပဲ့နေတာကိုသတိထားမိတဲ့ကောင်လေးကဖန်ခွက်ရဲ့မပဲ့တဲ့ဘက်ကိုသူမစီလှည့်ပေးလိုက်ပါတယ်။ကောင်မလေးကအမျိုးသမီးရဲ့ဖက်နှက်တွေညစ်ပတ်နေတာကိုမြင်တော့အမြန်ပဲတပတ်တစ်ထည်ယူလာပြီးတုပ်ပေးဖို့လုပ်ပါတယ်။အမျိုးသမီးကညှင်းဖို့စူးစမ်းပေမဲ့သူမထိုင်နေတဲ့ခုံပူလေးကရုတ်တရက်ကျိုးသွားပြီးကျန်းပြင်ပေါ်ကိုဖင်ထိုင်လျက်လဲကျသွားပါတော့တယ်။ဒါကိုမြင်တော့ကောင်လေးကအားနာလွန်းလို့အဲ့ဒီနေရာမှာတင်ငိုချလိုက်ပါတော့တယ်။သူနဲ့သူ့ညီမလေးဟာမေမေအစ်ကိုပျော်အောင်ထားချင်ခဲ့ကြတာပါ။ဒါပေမဲ့အခုတော့သူမကိုနာကျင်အောင်လုပ်မိတယ်လို့ဖြစ်သွားတာပေါ့။အမျိုးသမီးကသူ့ကိုချက်ချင်းချော့လိုက်ပါတယ်။ကလေးတွေရဲ့မျက်နှာလေးတွေမှာပေးကြံနေတာကိုမြင်တော့သူမကလက်ကင်ပဝါထုတ်ဖို့အတွက်ခရီးဆောင်အိတ်စီသွားဖို့ပြင်ပါတယ်။ဒါကိုကလေးတွေကသူမအိမ်ကနေထွက်သွားဖို့အထုတ်ပြင်နေတယ်လို့အထင်မှားပြီးသူမလက်ကိုဆွဲကမသွားဖို့တောင်းပန်ကြပါတော့တယ်။အမျိုးသမီးကသားတို့သမီးတို့ကငါ့အပေါ်မှာအရန်ကောင်းကြတာပဲငါဘယ်မှမသွားပါဘူးလို့ပြောပြီးအသားအရာနှစ်သိမ့်လိုက်ပါတယ်။ဒါကိုကြားတော့ကလေးနှစ်ယောက်လုံးချက်ချင်းပြန်ပြောသွားကြပါတယ်။အဲ့ဒီအချိန်မှာပဲအပြင်ကနေအတန်တခုကြားလိုက်ရပါတယ်။ခင်မွန်းဖြစ်သူအလုတ်ကပြန်လာတာပါ။အမျိုးသမီးကသူ့ကိုမြင်လိုက်ရတဲ့အခါအံ့ဩလွန်းလို့မှင်တက်သွားပါတယ်။သူမရဲ့ခင်မွန်းအစ်ကဒီလောက်အထိချောလိမ့်မယ်လို့မထင်ထားခဲ့ဘူးလေဒါကသူတို့ပထမဆုံးအကြိမ်တွေ့ဆုံတာဖြစ်လို့အမျိုးသားကအရန်ကိုစိတ်လှုပ်ရှားနေပါတယ်သူကအမျိုးသမီးကိုရေတစ်ခွက်ငှားပေးခြင်းနေတော့မှပဲသူ့သားလေးကမိမိအတွက်ပြင်ထားတဲ့ပန်းတွေရောလို့မေးလိုက်ပါတယ်အမျိုးသားကသူ့ရဲ့ကြောဘိုးအိတ်ကိုသူမစီကမ်းပေးလိုက်ပြီးဒီရွာအနီးနားမှာပန်းဆိုင်မရှိတာကြောင့်သူယူလာတဲ့ပန်းမျိုးကိုစိတ်မရှိဖို့မျှော်လင့်ကြောင်းပြောပါတယ်ဒါပေမဲ့အမျိုးသမီးကအိတ်ကိုယူလိုက်တဲ့အခါမှာတော့အိတ်ကတော်တော်လေးလေးနေတာကိုသတိထားမိလိုက်ပါတယ်အိတ်ထဲကိုငုံကြည့်လိုက်တဲ့အခါမှာတော့သူမလုံးဝကိုအံ့ဩမြင်တက်သွားပါတော့တယ်အဲ့ဒါကရွှေစစ်တွေနဲ့ပဲပြုတ်လုပ်ထားတဲ့ပန်းစည်းကြီးဖြစ်နေလို့ပါသူမရဲ့အံ့ဩနေတဲ့မျက်နှာကိုကြည့်ပြီးအမျိုးသားကသူမမကြိုက်ဘူးလို့ထင်သွားပါတယ်အဲ့ဒီအချိန်မှာသမီးလေးကဝင်ပြောပါတယ်ဖေဖေနဲ့မောင်လေးကယောက်ျားလေးတွေဆိုတော့မိန်းကလေးတွေရဲ့စိတ်ကိုနားလည်မှာမဟုတ်ဘူးလို့ပြောပြီးအမျိုးသမီးရဲ့လက်ကောက်ဝတ်မှာနာရီတစ်လုံးကိုပတ်ပေးလိုက်ပါတယ်စိန်တွေအပြည့်နဲ့ဒီဇိုင်နာထုတ်နာရီကိုမြင်လိုက်ရတဲ့အခါမှာတော့သူမရဲ့ခင်ပွန်းဟာတကယ်တော့အရန်ချမ်းသာတဲ့သူဖြစ်နေမှန်းအမျိုးသမီးသိလိုက်ရပါတော့တယ်သူမကမအောင်နိုင်တော့ပဲကျမအမေကတော့ရှင်က9ယောင်းတာဆို9ယောင်းတာကတကယ်ပဲဒီလောက်ပတ်စံရလို့လားလို့မေးလိုက်ပါတယ်ဒါကိုကြားတော့အမျိုးသားကသူမကိုသူ့ရဲ့ငါးမွေးမြူရေးကန်တွေစီခေါ်သွားပြပါတယ်ငါးကန်တွေကဒီလောက်အထိအကျယ်ကြီးဖြစ်လိမ့်မယ်လို့သူမမထင်ထားခဲ့ပါဘူးအမျိုးသားကသူဟာစာချုပ်ချုပ်ပြီးပင်လယ်စာမွေးမြူရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေတာလို့ရှင်းပြပါတယ်ကလေးနှစ်ယောက်ကလည်းသူတို့မိသားစုမှာနိုင်ငံခြားကုန်သွယ်မှုဟိုတယ်လုပ်ငန်းခရီးသွားလုပ်ငန်းနဲ့တခြားလုပ်ငန်းတွေအများကြီးရှိသေးတယ်လို့ကြွားလိုက်ပါသေးတယ်အမျိုးသမီးဟာသူမဟာရွာမှာအချမ်းသာဆုံးသူနဲ့လက်ထပ်မိသွားပြီဆိုတာကိုချက်ချင်းသဘောပေါက်သွားပါတော့တယ်ဒါကိုသူမတေးသေးချာချာမတွေးနိုင်သေးခင်မှာပဲအမျိုးသားကဒေါ်လာတန်းပေါင်းများစွာရှိတဲ့ဘန်စာအုပ်ကိုသူမလက်ထဲထည့်ပေးလိုက်ပြီးအခုကစပြီးမိသားစုရဲ့ငွေကြေးအားလုံးကိုမင်းမဲကင်တွေတော့လို့ပြောပါတယ်ဒါနဲ့အမျိုးသမီးကဒီဟောင်းနှွမ်းနေတဲ့အိမ်အိုကြီးကိုတေးသေးချာချာပြန်လည်ပြင်ဆင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီညမှာအမျိုးသားနဲ့ခန်းတစ်ခန်းထဲမှာအတူအိပ်ဖို့သူမကရှက်နေပါတယ်ဒါပေမဲ့ကလေးနှစ်ယောက်ကခေါင်းလေးတွေပွေပြီးဝင်လာကသားတို့သမီးတို့လည်းမေမေတို့နဲ့အတူတူအိတ်ချင်တယ်လို့ပြောလိုက်ပါတော့တယ်ဗျာ